မြမဘောလုံးပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဒီနေ့ညနေမှာတော့ကျွန်တော်တို့မြမလက်ရွေးစင်အသင်းရဲ့ရင်ခုန်စရာပွဲစဉ်တစ်ပွဲကိုအတူတူအားပေးရတော့မှာပါဒီနေ့မြမစံတော်ချိန်ညနေ6နာရီမှာတော့သုံးနိုင်ငံဖိတ်ခေါ်ဖလားပြိုင်ပွဲအဖြစ်မြမအသင်းဟာဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှာရှိတဲ့ Rizal Memorial အားကစားကွင်းကြီးမှာဂူအန်အသင်းနဲ့ရင်ဆိုင်ကစားရတော့မှာဖြစ်ပါတယ်ပြိုင်ဘက်ဂူအန်အသင်းဟာဆိုရင်လည်းဒီပြိုင်ပွဲရဲ့အဖွင့်ပွဲစဉ်မှာအင်ရှင်ဖိလစ်ပိုင်အသင်းကို9ဂိုး1ဂိုးဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်ရှုံးနိမ့်ထားတာကြောင့်လက်ရှိမှာအနည်းငယ်ရိုင်းနေတဲ့အခြေအနေမှာရှိနေပါတယ် FIFA ကမ္ဘာအဆင့်သတ်မှတ်ချက်တွေအရကြည့်ရင်လည်းမြန်မာအသင်းကအဆင့်158ဂူအန်အသင်းကအဆင့်202ဆိုတော့အဆင့်44ဆင့်အထိတိတိတသာကွာခြားနေတာကိုတွေ့ရမှာပါဒီနေ့ပွဲမှာမြန်မာပရိသတ်တွေအထူးစိတ်ဝင်စားနေတာကတော့အသင်းရဲ့အဓိကကွင်းလယ်လူမောင်မောင်လွင်ပြန်လည်ပါဝင်လာတာပါပဲမောင်မောင်လွင်ရဲ့အတွေ့အကြုံနဲ့ကစားကွက်ဖန်တီးမှုတွေကမြန်မာအသင်းရဲ့အဖွဲ့အစည်းပုံစံကိုပုံမခိုင်မာစေပြီးတိုက်စစ်ပိုင်းမှာလည်းပိုပြီးထက်မြက်လာမှတေချာနေပါတယ်ဒီလိုအရေးပါတဲ့ပွဲစဉ်ကိုတိုက်ရိုက်ကြည့်ရှုအားပေးခြင်းနဲ့ဆိုရင်တော့ Reader Channel ရုပ်သံလိုင်းနဲ့ CC Bar Sport Telegram Channel တို့ကနေတဆင့်တိုက်ရိုက်ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်ကဲပရိသတ်ကြီးရေအခုလိုလူစုံတက်ဆုံနဲ့အားကောင်းလာတဲ့မြန်မာအသင်းအနေနဲ့ဒီနေ့ပွဲမှာဂူအန်အသင်းကိုဘယ်နှစ်ကိုမရှိနဲ့အနိုင်ယူသွားမလဲမြန်မာအသင်းကဂူအန်ကိုဘယ်နှစ်ကိုလောက်သွင်းနိုင်မယ်လို့ထင်ကြပါသလဲပရိသတ်ကြီးတို့ရဲ့ခန့်မှန်းချက်တွေကိုလည်းကျွန်တော်တို့ရဲ့ comment မှာအခုပဲလာရောက်မျှဝေပေးခဲ့ကြပါဦးခင်ဗျာအားလုံးပဲမြန်မာအသင်းကိုအတူတူအားပေးလိုက်ရအောင်